ဆိုငါးနှစ်ပဲအုပ်ချုပ်သွားတာလေငါးနှစ်တော်တွေမှာရှိတဲ့ဘန်နာငွေလေးနဲ့ပြည်သူတွေအတွက်လုံပေးသွားတာနော်အမေစုအုပ်ချုပ်ခွင့်ရတဲ့ငါးနှစ်တော်တွေမှာရောအမေစုလွတ်လွတ်လပ်လပ်အုပ်ချုပ်ခဲ့ရလို့လားဟမ်သိတယ်လူတိုင်းသိတယ်အစိတ်သားဆိုတဲ့နင်တို့စစ်အာဏာရှင်တစုအစိတ်သားလေ25ရာခိုင်နှုန်းလွှတ်တော်ထဲဝင်ပြီးတော့ဒါလုံးမယ်ဆိုဟိုဘက်ကကန့်ကွက်ဒါလုံးမယ်ဆိုဟိုဘက်ကကန့်ကွက်နဲ့မျိုးမျိုးအနှောက်ယှက်ပေးခဲ့တာလေထမင်းစားတဲ့လူတိုင်းသိတယ်ဟဲ့သိလားဘယ်ရောက်သွားလဲနင်မဲလေနင်တို့အဘတွေကိုအဲ့ဘန်နာတွေဘယ်ရောက်သွားလဲလို့ကျမတို့ပြည်သူတွေစင်းရဲဆုပ်ပြန်တာအဘတို့အနှစ်80ကျော်လောက်အုပ်ချုပ်ထားမြန်မာတိုင်းနိုင်ငံလုံးရောင်းထားခဲ့တဲ့တယံဇာတတွေနော်ငါအခုရောက်နေတဲ့နိုင်ငံဒူဘိုင်းနော်ငါတို့မြန်မာနိုင်ငံလောက်တယံဇာတအများကြီးမထွက်ဘူးဒါပေမဲ့နင်တို့ကြားဦးမှာပါအကုန်လုံးဒူဘိုင်းဆိုတာတထေးနိုင်ငံဒူဘိုင်းနိုင်ငံသားတွေဒီတထေးလိုနေရတယ်နော်အားရစော်ပြောင်းသွားနိုင်ငံချမ်းသာတဲ့လူတွေကြီးပဲနေတာအေးအဲ့ချမ်းသာတဲ့လူတွေကြီးပဲနေတဲ့နိုင်ငံငါတို့နိုင်ငံလောက်တရားစားတာမထွက်ဘူးဟဲ့ဟုတ်တယ်ငါတို့နိုင်ငံသားအဲ့ထွက်တဲ့လောက်တရားစားတာတွေရဲ့အကျိုးအမြတ်သာငါတို့ခံစားရငါတို့အခုလိုနိုင်ငံသားမှာတော့လာပြီးသူများနိုင်ငံမှာအောက်ကျနောက်ကျခံပြီးအလုပ်လာလုပ်စရာမလိုဘူးဟဲ့ငါတို့နိုင်ငံမှာပဲငါတို့မြန်မာနိုင်ငံသားတွေကရက်ခတ်ပြီးထမင်းထိုင်စားနေလို့ရတယ်အေးစစ်စစ်နော်ဒီနိုင်ငံနေတဲ့ငါတို့10ပြန်လောက်ချမ်းသာလို့ရတယ်ဟဲ့အေးဒါပေမဲ့ငါတို့ပြည်သူတွေမချမ်းသာဘူးနော်အဲ့အာနာရှင်လူတစုပဲချမ်းသာတာသိလားငါတို့ပြည်သူတွေကိုကြောင့်စင်းရဲဆုပ်ပြတ်နေအောင်ထားတယ်ပညာရေးရအစနော်အကုန်နှိမ်ချတာပညာတက်ရင်တို့တော်လှန်ပါဆိုလို့နင်တို့လိုလူမျိုးတွေပေါ့ဟဲ့နင်တို့လိုလူမျိုးတွေကိုမွေးဖွားထားခဲ့တာတို့ကနင်တို့လိုလူမျိုးပဲတို့ကလိုချင်တာအဲ့လိုပညာမတက်မှတို့ဘာလုပ်ပညာမတက်စာမတက်ပေမတက်တော့အုံနောက်မရှိဘူးအုံနောက်တည်းကနလဘိန်းတုံးတွေဖြစ်ကုန်ရောအဲ့လိုဖြစ်ကုန်တော့မှတို့လှုပ်ရှင်တိုင်းလှုပ်လို့ရမှာနင်တို့လိုလူမျိုးတွေကိုတို့ကအများကြီးမွေးဖွားချင်တာတို့သားသမီးတွေကြတော့တို့မြန်မာနိုင်ငံကတယံဇာတာတွေရောင်းတို့အိတ်ကတ်သေးပဲထဲချမ်းသာခြင်းတိုင်းချမ်းသာထားစီးစိမ်တွေဆိုထားရနေရမရှိနိုင်ငံခြားဘဏ်တွေမှာအပ်ထားတဲ့ပတ်စံတွေမှာနဲတာမဟုတ်ဘူးနော်တို့သားသမီးတို့မြန်မာနိုင်ငံမှာကြောင်းမထားဘူးတကယ်နိုင်ငံခြားအမြင့်ဆုံးကြောင်းတွေမှာပဲထားတာနော်တို့အာနာရှင်နဲ့တို့အာနာရှင်တွေကိုပံ့ပိုးနေတဲ့ခရိုနီတစုစုံစမ်းကြည့်လိုက်တို့သားသမီးတွေကိုဘယ်လိုကြောင်းမျိုးထားလဲလို့မြန်မာပြည်တွင်းမှာထားတယ်ဆိုရင်တော့မှပဲတကယ်ကောင်းမေညွန့်မေဆိုတဲ့အင်္ဂလိပ်ကြောင်းနော်အဲ့လိုကြောင်းမျိုးပဲထားတာအဲ့ဒါကိုနင်တို့ကမစဝါခမန်းနင်တို့ကအဲ့ဒါကိုဘောမာပြီးနင်တို့ကပံ့ပိုးနေတာနင်တို့ကကြည့်တော့နင်တို့ကိုကြည့်တော့နင်တို့ကငတ်နေတယ်နော်နင်တို့ဘာလုပ်ပေးခဲ့တာရှိတယ်ဒါနင်တို့အပတွေဟမ်ရွေးကောက်ပွဲလေးနီးလာမှလေဟိုလျှက်စစ်မီလေးရအောင်လုပ်ပေးမယ်ဟိုလမ်းလေးဖောက်ပေးမယ်ဟိုလိုလုပ်ပေးမယ်ဒီလိုလုပ်ပေးမယ်နဲ့ဟမ်ရွေးကောက်ပွဲနီးလာပြီဆိုနင်တို့တွေတစ်စခန်းထားပြီဟမ်တစ်စခန်းထားပြီလွန်ခဲ့တဲ့နှစ်80ကျော်တည်းကအုပ်ချုပ်လာတာလုပ်ပေးပါလားလျှက်စစ်မီတွေအဲ့လမ်းတွေဟမ်အယောင်ပြလေးပဲဖောက်ပေးလမ်းနေအဲ့ဒါကိုနင်တို့မှကျေးဇူးတင်လို့မဆုံးဟဲ့10လမ်းလောက်ဖောက်ပေးရမယ့်နေရာမှာတလမ်းလောက်ဖောက်ပေးတာကိုနင်တို့ကကျေးဇူးတွေတင်နေတာအေးအမေစုအုပ်ချုပ်တဲ့9နှစ်တော်တွင်ဘာဖြစ်လို့အမေစုကိုကြိုက်တာလဲဆိုတော့အပြောသမားမဟုတ်ဘူးလို့လက်တွေ့သမားမဟုတ်လို့ပြည်သူတွေအပေါ်လက်တွေ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့လို့နော်ပြည်သူတွေဘဝလုံလုံခြုံခြုံနှွေးနှွေးထွေးထွေးနဲ့နေရတယ်နော်စီးပွားရေးတွေကစအဆင်ပြေတယ်အလုပ်သမားတွေလာစာတက်တယ်နော်ရက်စမီမရတဲ့နယ်မြေတွေတော်တော်များများလျှက်စစ်မီးတွေရခဲ့တဲ့လက်တွေ့လုပ်ပြသွားတာနင်တို့လိုရွေးကောက်ပွဲလေးနီးကမှာဟိုလေးလုပ်ပေးမယ်ဒါလေးလုပ်ပေးမယ်လို့အပြောနဲ့လုပ်ပေးသွားတာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့အမေစုအုပ်ချုပ်တဲ့9နှစ်ကိုသဘောကျတာအမေစုအုပ်ချုပ်တဲ့9နှစ်လူတွေလွတ်လပ်နေရတယ်နော်စကားဆိုလဲပြောရင်တိုင်းပြောလို့ရတယ်အမေစုအုပ်ချုပ်ခဲ့တဲ့အချိန်နင်တို့မကြိုက်ဘူးဆိုတာတော့မှပဲနင်တို့လွတ်လပ်ပြောပိုင်ခွင့်ရှိတယ်ဟာဒီလူကိုမကြိုက်ဘူးဒီလိုလောက်တာမကြိုက်ဘူးနင်တို့ဘလို့မှထောင်ထဲဆွဲသွင်းပြီးမနှိပ်စက်ဘူးမှန်တယ်နင်တို့ဟိုအပလက်ထက်မကြိုက်တာမကြိုက်ဘူးလို့ပြောခွင့်ရှိတာဟမ်ဥပမာပဲကြည့်လိုက်ဇော်ဘုံဟိန်းနဲ့မပူတူနဲ့မပူတူဆိုပြေးနေရတယ်ဇော်ဘုံဟိန်းနော်တကယ်ကိုတောင်းတက်မတော်ကိုချစ်လို့တကယ်တက်မတော်ကိုထောက်ခံတယ်လို့အေး तू ချစ်တဲ့တက်မတော် तू ထောက်ခံခဲ့တဲ့တက်မတော်နော်လုံးရက်တွေမားနေလို့သူတို့ထောက်ပြလိုက်တယ်ချက်ချင်းထောင်ထဲကိုပုံမှန်မျိုးစုံတက်ပြီးဖမ်းသွင်းလိုက်တယ်ဟမ်အေးအဲ့ဒါအာနာရှင်ပဲရှင်းလားဟုတ်တယ်မေစုလက်ထက်မှာနင်တို့အဲ့လိုခံခဲ့ရတာဟမ်နင်တို့မကြိုက်ဘူးဟာအမေစုမကြိုက်ဘူးပြောရင်တိုင်းပြောလို့ရတယ်နင်တို့ဖမ်းပြီးဘလူးကထောင်ထဲထည့်ပြီးနှိမ့်ဆက်ဘူးဟုတ်တယ်တရားနဲ့အုပ်ချုပ်ခဲ့တဲ့လူမှန်တယ်ဗျာဆိုတာရောင်မြန်ဟတ်တယ်အဲ့ဒါကြောင့်မလို့အမေစုအုပ်ချုပ်ခဲ့တဲ့9နှစ်တောင်လူတွေကသဘောကျတာ